ကဲလီတစ်ခေါက်တင်ဆက်ပေးမဲ့ဇလန်လေးကတော့တောရွာလေးမှာတရေ6ခံရသည်ညာဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။မောင်မောင်နဲ့ကျွန်တော်ဟာကြေးလက်တောရွာလေးကိုအားလက်ရက်အနားယူဖို့ရောက်လာခဲ့ကြတယ်။ပထမ1ရက်2ရက်ကတော့အေးအေးဆေးဆေးပါပဲ။ရွာလူကြီးတွေရဲ့ကျေးဇူးတရားနဲ့တဘာဝအလှတွေကိုခံစားရင်းပေါ့။ဒါပေမဲ့တတိယညမှာတော့အရာရာကပြောင်းလဲသွားခဲ့တယ်။ညနေခင်းမှာရွာထဲကကာလာတာကောင်ဥပအောင်နဲ့အတူဟိုဖက်ရွာကအိမ်ပြန်လာခဲ့ကြတယ်။လမ်းကတောကြီးမောင်ကြီးတဲ့ဖြတ်တန်းရတဲ့ကျင်းမြောင်းတဲ့လူသွားလမ်းကလေးပါမိုးအုပ်တော့ညပိုင်းမတိုင်ခင်ကလေးကအလင်းရောင်ကမိတ်နေပြီ။မောင်မောင်ကသူ့ရဲ့ဖုံးမီအားနေနေလို့ကျွန်တော်တို့လက်တွဲပြီးတတိထားလျှောက်နေကြတယ်။အရင်တလတုန်းကဒီလမ်းမှာလူတက်မှုဖြစ်ဖူးတယ်ဆိုတဲ့အကြောင်းဥပအောင်ကပြောပြလာတယ်။အဲ့ဒီတုန်းကလူငယ်တယောက်ညအချိန်မှာဒီလမ်းကနေပြန်လာရင်လောက်ကျန်ခံခဲ့ရတယ်။အခုထိလဲသူကမချွတ်ပဲဒီမှာလှည့်နေတယ်လို့သူကလေတံတိုးတိုးနဲ့ပြောလိုက်တဲ့အခါကျွန်တော်တို့2ယောက်လက်ကွားတွေကချွေးဆူလာခဲ့တယ်။အဲ့ဒီအခိုက်မှာပဲအီအတန်တစ်ခုလေထဲကနေပေါ်လာတယ်။မျက်နှာချက်ကတကိုင်းတွေကြားကလာနေတယ်လို့ခြေဝါးအောက်ကမြေကြီးတွေကနေတဖြည်းဖြည်းပေါ်လာတယ်လို့မောင်မောင်ကကျွန်တော်လက်ကိုရုတ်တရက်ညှစ်ပြီးအဲ့ဒါကြားလာလို့တရှူးရှူးလေးမေးလိုက်တယ်ဘာလဲကျွန်တော်ကပြန်မေးဖို့တောင်အတန်တွေတုန်နေခဲ့တယ်ဥပအောင်ကတော့ရုတ်တရက်ရက်လိုက်ပြီးနောက်ပြန်လှည့်ကြည့်တယ်မင်းတို့ဘာမှမကြားဘူးလားလို့သူကမေးလိုက်တဲ့အခါကျွန်တော်တို့2ယောက်လုံးငြိမ်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲငါအသက်ပြန်ပြီးအတန်တစ်ခုကလုံးဝနားထင်မှာကပ်ပြီးပြောလိုက်တယ်လို့ခံစားရတယ်ကျွန်တော်တို့3ယောက်လုံးအော်ဟစ်ပြီးရွာဘက်ကိုအပြေးလွှားပြေးခဲ့ကြတယ်နောက်ပြန်လှည့်ကြည့်မိတဲ့အခါလမ်းကြားမှာအဖြူရောင်အရေးတစ်ခုကကျွန်တော်တို့ကိုလက်လန်းခေါ်နေပြီးမိမ့်မိန်စွာပျောက်ကွယ်သွားတာကိုတွေးလိုက်ရတယ်အဲ့ဒီညကစပြီးကျွန်တော်တို့2ယောက်9ရက်လောက်ခါသွားပြီးနောက်အဲရွာလေးကိုလည်းမသွားရဲကြတော့ဘူးအခုချိန်ထိပြန်တွေးမိရင်ဒူးတွေတုံနေတော့မဲဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစိတ်ကူးရင်ဇလန်းလေးဖြစ်လို့လိုအပ်တာရှိရင်ခွင့်လွှတ်ပေးကြပါဦးနောက်ထပ်လည်းဇလန်းလေးတွေနားဆင်ဖို့အတွက် follow လေးလုပ်ခဲ့ပါဦးခင်ဗျာ